င်္ဂလာပါဗျဒီ site ကတော့ကျွန်တော်29ရက်10လ2025 4နာရီခွဲအတွက်ပေါ့เนาะကျွန်တော်ပရိတ် site ဒါပေါင်းခြင်းလေးပေါ့ပရိတ် site ပေါင်းခြင်းလေးကျွန်တော်ချပြပေးမယ်ပေါ့ဆိုတော့ဒါတော့ကျွန်တော်ဒါ3လုံးပေါင်းခြင်းရကျွန်တော်ကိန်းကိန်းနဲ့တစ်ခုရ3လုံးပေါင်းခြင်းရလက်တယ်ဒါဖြစ်တာပေါ့เนาะဆိုတော့254ပေါင်းခြင်းရ1ရတယ်เนาะဒီ3လုံးပေါင်းခြင်းရ1ဖြစ်ချင်းတော့ကျွန်တော်က168ဆိုပြီးကျွန်တော်ယူထားတယ်ပေါ့ဆိုတော့ဒါသူပြန်ဖြီတာသူက295ပေါင်းခြင်း6ဖြစ်ချင်းနဲ့ပြန်ဖြီထားတာပေါ့ဆိုတော့849ပေါင်းခြင်းရတယ်1ပဲရတယ်ဒီ3လုံးပေါင်းခြင်း1ဖြစ်ချင်းကြောင့်168နဲ့ပဲကျွန်တော်ယူထားတယ်ပေါ့ဒါသူ့အပေါ်ကကျွန်တော်ယူခဲ့တဲ့ဒါပေါင်းခြင်းမူအတိုင်း894ပေါင်းခြင်း1နဲ့သူပြန်ရိုက်တယ်15ခွင်ပေါင်းခြင်းက3ဖြစ်တယ်တစ်ခွင်ကပေါင်းခြင်း3နဲ့ပဲသူပြန်ရိုက်ခဲ့တာပေါ့เนาะဒါကျွန်တော်ဒါ4နာရီကိုအတွက်ပဋိဆိုင်ပေါင်းခြင်းပေါ့ဆိုတော့ခွင်တင်ကပေါင်းခြင်းလဲ3เนาะဒီ3လုံးပေါင်းခြင်း3 5 1 2ပေါင်းခြင်း8เนาะဒီ3လုံးပေါင်းခြင်း3ကသူကဒီပဋိဆိုင်ကြသူက8နဲ့ပြန်ဖြီးသွားတယ်တပင်2ပင်3ပင်4ပင်ရှိသွားတယ်ဆိုတော့ဒါကျွန်တော်5ပင်မြောက်ဒီမှာသူထောက်သွားတာ811ပေါင်းခြင်း3ညဖြစ်ခြင်း3ညဖြစ်ခြင်းဆိုတော့3ည5ခွန်ဒီမှာ तू က8တဲထားတာပေါ့နော်8တဲထားရဆိုတော့3လုံးပေါင်းခြင်း3ညဖြစ်အောင်ကျွန်တော်က2ပရိတ်ထည့်ပြီး3လုံးပေါင်းခြင်း5ဖြစ်အောင်ခွန်ပရိတ်ထည့်ပြီး3လုံးပေါင်းခြင်းခွန်ဖြစ်အောင်ကျွန်တော်က9ပရိတ်ထည့်ပြီးဆိုတော့ဒါညနေ4နာရီကိုအတွက်ကကျွန်တော်2ပရိတ်ရှိမယ်ခွန်ပရိတ်ရှိမယ်9ပရိတ်ရှိမှာပေါ့နော်ကျွန်တော်2ခွန်9ပရိတ်အဲ့ဒီထဲမှာကျွန်တော်ကပေါင်းခြင်းမပါတာနော်ပေါင်းခြင်းမပါတာဘာမပါလဲဒီနက်ခတ်တွဲပေါင်းခြင်းမပါခဲ့ဘူးနော်ကျွန်တော်နက်ခတ်တွဲပေါင်းခြင်းပေါ့နော်ဒီမှာပေါင်းခြင်းမပါဒါလေးတွေကျွန်တော်ဟို crop ပြထားတယ်ဆိုတော့ဒီမှာနက်ခတ်တွဲပေါင်းခြင်းအရာကျွန်တော်ရတာ9 break ရတာ9 break ရတာဆိုတော့ဟိုဒါ2 break ခွန် break ပဲစော့ခြင်းနဲ့စော့လို့ရတာပေါ့ဗျာနော်တကယ်လို့9 break ကြိုက်တဲ့မိတ်ဆွေတွေကြ9 break နဲ့စော့လို့ရပါတယ်နော်ဒီမှာ2 break ရှိမယ်ခွန် break ရှိမယ်9 break ရှိမယ်ပေါ့နော်ဒါကျွန်တော်4နာရီခွဲအတွက်ကျွန်တော်ပရိတ်ဆိုင်ဒါပေါင်းခြင်းလမ်းကြောင်းဖြစ်ပါတယ်ပြီးပြီဆိုဒီကောင်ကကျွန်တော်3ပင်5ပဲနော်3ပင်5ပင်ကျွန်တော်တို့ဒါထိပ်စီး site ဖြစ်တယ်ပေါ့29ရက်10လ2025 4နာရီခွဲအတွက်9နှစ်ကွန်ပေါင်းခြင်းက4ဖြစ်တယ်ဒီ3လုံးပေါင်းခြင်းက4ဖြစ်ခြင်းကြောင့်4နှစ်ဆိုတော့သူပြန်ရိုက်တာသူကပါဝါရွဲပေါင်းခြင်းနဲ့သူပြန်ရိုက်ခဲ့တာဒီ3လုံးပေါင်းခြင်းက4ဖြစ်ခြင်းကြောင့်4ရဲ့ပါဝါ469ပေါင်းခြင်း9နဲ့သူရိုက်တယ်58နှစ်ပေါင်းခြင်းက5ဖြစ်တယ်ဒီ3လုံးပေါင်းခြင်းက5ဖြစ်ခြင်းကြောင့်5ရဲ့ပါဝါ839ပေါင်းခြင်း3ညဖြစ်ခြင်းနဲ့သူရိုက်ခဲ့တယ်5နှစ်ပေါင်းခြင်း8ဒီ3လုံးပေါင်းခြင်းက8ဖြစ်ခြင်းကြောင့်8ရဲ့ပါဝါ639ခွန်ပေါင်းခြင်း3ဖြစ်ခြင်းနဲ့သူရိုက်ခဲ့တယ်953ညပေါင်းခြင်း4ဒီ3လုံးပေါင်းခြင်းက4ဖြစ်ခြင်းကြောင့်261ဆိုတဲ့4ရဲ့ပါဝါ9ဖြစ်ခြင်းနဲ့ရိုက်ခဲ့တယ်ဆိုတော့သူရိုက်ခဲ့တဲ့ကျွန်တော်ထိပ်စီး site ပေါင်းခြင်းอ่ะဒါပါဝါရဲပေါင်းခြင်းနဲ့သူပြန်ဖြီးသွားတာတပင်2ပင်3ပင်4ပင်ပေါ့နော်4ပင်ဒီသူ့ရဲ့ပေါင်းခြင်းอ่ะပါဝါရဲပေါင်းခြင်းနဲ့ပြန်ဖြီးခဲ့တာဆိုတော့ကျွန်တော်က688ဒီမှာ5ပင်မြောက်ကြ688ပေါင်းခြင်းอ่ะ2ဖြစ်တယ်ဒီ3လုံးပေါင်းခြင်းอ่ะ2ဖြစ်ခြင်းကြောင့်ကျွန်တော်ကဒီဆောင်3လုံးပေါင်းခြင်း2ဖြစ်ရမယ်သူ့အပေါ်ကပေါင်းခြင်းမူအတိုင်း2ဖြစ်ရမယ်ဆိုလို့ရှိရင်2ရဲ့ပါဝါခွန်ပေါ့ဗျာနော်ခွန်ဆိုတော့ကြဒါကျွန်တော်ဒါ6ထိပ်ရှိတာပေါ့เนาะကျန်တဲ့1ထိပ်တို့3ထိပ်တို့ကြိုက်တဲ့မိတ်ဆွေတွေကဆော့လို့ရတယ်ပေါင်းခြင်းမူအတိုင်းဆော့မယ်ဆိုလို့ရှိရင်ဒီ3လုံးပေါင်းခြင်းက2ဖြစ်ခြင်းကြောင့်2ရဲ့ပါဝါခွန်ရရမှာဆိုတော့ဒါဟိုပါပေါ့ဘလို့အကွက်နဲ့ဆန်းကျင်တဲ့မိတ်ဆွေတွေက6ထိပ်ရှိတာပေါ့เนาะကျန်တဲ့1ထိပ်တို့3ထိပ်တို့ကဒါကိုရှာတွေ့တယ်ပြုတယ်ဆိုလို့ရှိရင်ဒါဆော့လို့ရပါတယ်เนาะကျွန်တော်ကဒီမှာပေါင်းခြင်းကပါဝါရဲပေါင်းခြင်းပဲရိုက်ခဲ့တဲ့အတွက်ဒါ6ထိပ်အဓိက main ယူထားတာပေါ့ထိပ်စီးဆိုင်မှုပြီးပြီဆိုတော့ကျွန်တော်ဒါအပိတ်ဆိုင်ပေါ့เนาะအပိတ်ဆိုင်က3986ဒီ3လုံးပေါင်းခြင်း4ဖြစ်ခြင်းကြောင့်သူက9နှစ်5ပေါင်းခြင်း2နဲ့သူပေါင်းခြင်းပြန်ရိုက်တယ်335sorry 333ပေါ့3လုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့်သူက284ပေါင်းခြင်း4ဖြစ်ခြင်းနဲ့သူပြန်ရိုက်ဒါကျွန်တော်အပိတ်ဆိုင်ပေါ့ခွန်3ညပေါင်းခြင်းကခွန်ဖြစ်ခြင်းကြောင့်115ပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ရိုက်ခဲ့တယ်946ပေါင်းခြင်းက9ဖြစ်ခြင်းကြောင့်ခွန်5နှစ်ဆိုတဲ့ပေါင်းခြင်းက4ဖြစ်ခြင်းနဲ့သူရိုက်ခဲ့တယ်ဒါကိုကျွန်တော်4နာရီခွဲတော့ကျွန်တော်အပိတ်ဆိုင်ဖြစ်တယ်နော်ဆိုတော့
919ပေါင်းခြင်းက9ဖြစ်ခြင်းကြောင့်946ဆိုတော့ဒီမှာ2ရှိတယ်ဒီမှာ8ရှိတယ်3လုံးပေါင်းခြင်း9ဖြစ်အောင်ကျွန်တော်က9ထည့်ပေး3လုံးပေါင်းခြင်း4ဖြစ်အောင်4ထည့်ပေး3လုံးပေါင်းခြင်း6ဖြစ်အောင်6ထည့်ပေးဆိုတော့ကြားတယ်ကျွန်တော်ဒါပေါင်းခြင်းရတဲ့အပိတ်က9ရှိမယ်4ရှိမယ်6ရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်ထိတ်စီးရည်เนาะဒီအပိတ်ရည်เนาะထိတ်စီးအနေနဲ့တော့ဒါ6ထိတ်တစ်လုံးပဲရှိတယ်เนาะဒီအပိတ်အနေနဲ့က9ပိတ်4ပိတ်6ပိတ်ရှိတယ်เนาะဒီကောင်လေးတွေဒါကိုကြိုက်တာလေးတွေပါလို့ရှိရင်ကန်ဆန်းကြည့်လို့ရတာပေါ့เนาะ696လေး66ကတော့ဒါအကွန်နည်းနည်းနဲ့ဆန်းနေတဲ့မိတ်ဆွေတွေအတွက်အဆင်ပြေပါတယ်เนาะ3ကွက်ပဲရှိတယ်ကျန်တဲ့ဒီကနန်းတွေရောဒါကိုတက်နိုင်တော့ကိုကန်ဆန်းကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျအဲ့တော့3ပင်5ပင်ပြီးဆိုတော့ကျွန်တော်4ပင်3ကက်လေးကျွန်တော်သွားလိုက်ပါဗျမနေ့ပြန်ကလောက်တော့ဒါ light စပြီးလွှင့်လို့ရတော့ပြီထင်ပါတယ်เนาะဘောင်းသူပြော24နာရီဆိုတော့ကြာ253ပေါင်းခြင်းက3ညဒီ3လုံးပေါင်းခြင်းက3ညဖြစ်ခြင်းကြောင့်သူက389ဒီထိပ်သီး3လုံးပေါင်းခြင်းနဲ့ပြန်ဖြည့်တယ်3ညဖြစ်ခြင်းနဲ့ပြီးကမှသူက386ပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့သူရိုက်တယ်ခွန်305ပေါင်းခြင်း2ဒီ3လုံးပေါင်းခြင်းက2ဖြစ်ခြင်းကြောင့်သူက109ပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့ပြန်ဖြည့်တာ1ထိပ်ခွန်ထိပ်9ထိပ်ပေါင်းခြင်းခွန်နဲ့ပြီးကမှ905ပေါင်းခြင်းခွန်ဖြစ်ခြင်းနဲ့သူပြန်ဖြည့်ခဲ့တာဒါကျွန်တော်တို့ထိပ်စီးဆိုင်ပေါ့918ပေါင်းခြင်းက8ဒီ3လုံးပေါင်းခြင်းက8ဖြစ်ခြင်းကြောင့်831သူပြန်ဖြည့်ခဲ့တာသူကခွန်နှစ်နဲ့ခွန်ထိပ်2ထိပ်ပေါင်းခြင်းကျွန်တော်1ဖြစ်ခြင်းနဲ့သူပြန်ဖြည့်တယ်ဖြည့်ရဆိုတော့ကျွန်တော်ကဒီထိပ်စီးဆိုင်ကိုယူမှာ8ရှိတယ်2ရှိတယ်8နှစ်8ပေါင်းတော့8ရတယ်8နှစ်3ပေါင်းတော့3ရတယ်8နှစ်1ပေါင်းတော့1ရတယ်ဆိုတော့8ထိပ်3ထိပ်ကျွန်တော်1ထိပ်ရှိတယ်8 3 1ထိပ်ပေါ့နော်ဒါကြိုက်တာလေးပါရင်ဆန်းလို့ရတယ်နော်8 3 1ကကျွန်တော်ထိပ်စီးပြီးပြီဆိုတော့ဒါဒီကောင်လေးကျွန်တော် base site လေးကျွန်တော်ရှင်းပြပေးမယ်ဗျ38နှစ်ပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်းက3ဖြစ်ခြင်းကြောင့်သူက834ပေါင်းခြင်း5ဆိုပြီးသူရိုက်တယ်834ပေါင်းခြင်း5ဒုတိယကပေါင်းခြင်းရိုက်တာပြီးကမှသူက33နှစ်3ပိတ်2ပိတ်2ပိတ်33နှစ်ပေါင်းခြင်း10ဖြစ်ခြင်းနဲ့သူပြန်ရိုက်တယ်913ညပေါင်းတော့6ဆိုတော့သူက959ပေါင်းခြင်း1ဖြစ်ခြင်းနဲ့ဒုတိယကပေါင်းခြင်းသူရိုက်တယ်ပြီးကမှ9ပိတ်6ပိတ်956ပေါင်းခြင်း6ဖြစ်ခြင်းနဲ့သူပြန်ဖြည့်ခဲ့တယ်61နှစ်ပေါင်းခြင်းက9ရတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့်946ဒုတိယကပေါင်းခြင်းက261ပေါင်းခြင်း9ဖြစ်ခြင်းနဲ့သူရိုက်ခဲ့တယ်ဆိုကျွန်တော်ကဒီတတိယကဒီအပိတ်ဆိုင်ကိုယူမှာဆိုတော့3လုံးပေါင်းခြင်း9ဖြစ်ရမယ်3လုံးပေါင်းခြင်း4ဖြစ်ရမယ်3လုံးပေါင်းခြင်း6ဖြစ်ရမယ်ဆိုတော့685ပေါင်းတော့9 68 3ညပေါင်းတော့4 68နှစ်ပေါင်းတော့6ဆိုတော့ဒါ9ပိတ်လို့3ညပိတ်လို့2ပိတ်လို့ရှိတယ်အဲ့ဒီထဲမှာပေါင်းခြင်းပါတာ9ပိတ်နဲ့3ညပိတ်ကပါတယ်เนาะဒီနှစ်အပိတ်ကတော့ပေါင်းခြင်းမပါဘူးဒါပေမဲ့ကြိုက်တယ်ဆိုလို့ရှိရင်ဆောက်လို့ရပါတယ်ဗျဒီကောင်ကကျွန်တော်ထိပ်စီးအပိတ်ကျွန်တော်တွဲထားတဲ့ခဏလေးဖြစ်ပါတယ်เนาะ831ထိပ်932ဒါအပိတ်ပေါ့เนาะထိုးဝင်အနေနဲ့ဒီ6ကွက်ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေလေးကိုကြိုက်နေတဲ့အရာလေးတွေပါခဲ့ရင်ကိုတက်နိုင်တော့ပေါ့เนาะရွေးချယ်ပြီးတော့ဒါကျွန်တော်4နာရီကိုအတွက်ကန်ဆန်းကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျထုံးစံတိုင်းပါပဲမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါစေ